Everton ရဲ့ကွင်းသစ် Hay Dickinson မှာEverton ရဲ့အသာရရှိသွားဖို့ရှိနေတဲ့ Everton နဲ့ Liverpool တို့ရဲ့ Merseyside Derby အားလုံးပဲမင်္ဂလာပါဘောဘော channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုကြီးပါမနက်ဖြန်ည9:00 နာရီခွဲအချိန်မှာတော့ Everton နဲ့ Liverpool တို့က Everton ရဲ့ကွင်းသစ် Hay Dickinson မှာပထမဆုံး Merseyside Derby အဖြစ်ကန်သွားဖို့ရှိနေပါတယ်ဒီ Premier League ပွဲစဉ်ကဒါနည်းနည်းတော့ထူးခြားပါတယ်အရင် Merseyside Derby တွေနဲ့မတူဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါ Everton ရဲ့ကွင်းသစ်ကြီးမှာပထမဆုံးကန်တဲ့ပွဲစဉ်ဖြစ်လို့ပါ Everton အသင်းက Liverpool နဲ့ဒါကစားခဲ့တဲ့နောက်ဆုံး Premier League အိမ်ဝင်14ပွဲမှာတပွဲပဲအနိုင်ရရှိထားပြီးတော့10ပွဲအထိသေကြတာပါတယ် Liverpool ကတော့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ Premier League နှစ်ပွဲစလုံးမှာ Everton ကိုအနိုင်ရထားပေမဲ့အဲ့ဒီပွဲတွေက Anfield ကွင်းမှာကစားခဲ့ရတာပါဘောလုံးပွဲတွေမှာအရှိန်အဟုန်ကအလွန်အရေးကြီးပြီးတော့ဒါနောက်ဆုံး5ပွဲမှာ3ပွဲအထိအနိုင်ရထားတဲ့ Everton ကသူတို့ရဲ့မြို့ကန်ပြိုင်ဘက်ထက်အရှိန်အဟုန်ပိုကောင်းနေရလို့ဆိုနိုင်ပါတယ် Liverpool ကတော့ပြိုင်ပွဲအရက်ရက်ဒါနောက်ဆုံး5ပွဲမှာတပွဲပဲအနိုင်ရရှိထားပြီးတော့4ပွဲစလုံးကိုစုစုပေါင်း10ဂိုးအထိပေးထားခဲ့ရကတကိုးပဲပြန်သွင်းနိုင်ခဲ့ပါတယ်အဲ့ဒီရှုံးပွဲ3ပွဲကတော့ခြေစွမ်းတက်နေတဲ့ Man City ကို FA Cup မှာရှုံးနိမ့်ခဲ့တာနဲ့ Champions League Quarter Final မှာလက်ရှိချန်ပီယံ PSG ကိုနှစ်ကြော်စလုံးဒါ2ဂိုးကိုမရှိနဲ့ရှုံးနိမ့်ခဲ့တာတွေဖြစ်လို့ Liverpool အတွက်တော့တကယ်ကိုခက်ခဲတဲ့ဒါကာလတစ်ခုလိုဖြစ်နေပါတယ်ဒါပေမဲ့လည်း Liverpool ကပြီးခဲ့တဲ့အပတ်က Fulham ကို2ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့သလိုဒါဘီပွဲတွေရဲ့ထုံးစံအတိုင်းလက်ရှိခြေစွမ်းတွေကတိတ်ပြီးတော့အရေးမပတတ်တာကြောင့်ဘသူကအသာရမလဲဆိုတာတွက်ဆရတော့ခက်နေပါတယ်အစင်လာရခြေစွမ်းနှိမ့်နေတဲ့အသင်းကဘသူကအသာရမလဲဆိုတဲ့မေးခွန်းတွေကိုအမြဲမေးလေးရှိပေမဲ့အခုပွဲမှာတော့ဘသူကအောက်သင်းဖြစ်လဲဆိုတာရှင်းရှင်းလင်းလင်းမရှိလာပါဘူး Everton ကအဆင့်8နေရာမှာရှိနေပြီးတော့ Dewsbury Hall ရဲ့ဒါ61မိနစ်ခြေပဂိုးကြောင့် Brentford နဲ့အမှတ်တူပြီးတော့ဒါဥရောပဝင်ခွင့်အတွက်အကျိတ်နဲ့ရှိနေပါတယ်။ Liverpool ကတော့ Fulham ကိုနိုင်လို့အဆင့်9နေရာမှာခိုင်မာနေပေမဲ့ဒီပြအာနီဆလော့ရဲ့အသင်းက PSG ကိုရှုံးပြီးတော့ဒါဒီပွဲစဉ်ကိုကန်ရမှာဖြစ်ပါတယ်။အင်္ဂါနေ့က Anfield မှာကစားခဲ့တဲ့ပွဲမှာ Liverpool က PSG ထက်ဒါအများကြီးပိုကောင်းခဲ့ပေမဲ့ဒမ်ဘီလီရဲ့ရလာတဲ့အခွင့်အရေးကိုအသုံးချနိုင်ခဲ့တာကြောင့်သူ့ရဲ့သွင်းဂိုး2ဂိုးနဲ့ Liverpool တို့အရေးနိုင်ခဲ့ရတာဖြစ်ပါတယ်။ Champions League ကထွက်ခဲ့ရလို့ Liverpool အတွက်ဒီယာဒီစူဖလားမျှော်လင့်ချက်မရှိတော့ပဲနီးပြဆလော့ရဲ့ပန်းနိုင်ကဒါအဆင့်9အတွင်းဝင်ပြီးတော့ Champions League နောက်နှစ်ရာသီမှာဝင်ခွင့်ရဖို့ပဲကြံပါတော့တယ်ဒါကနီးပြရာထူးကိုထိန်းထားဖို့လုံလောက်ပါမလားဆိုတာမသေးကြပေမဲ့ဒါပြည်သက်တွေရဲ့ယုံကြည်မှုကိုပြန်ရဖို့ဒီဒါဘီပွဲမှာရလဒ်ကောင်းဖို့လိုအပ်ပါတယ်လီဗာပူးက Everton ထက်9မှတ်အသာရနေပေမဲ့ဇယားအထက်ပိုင်းကအသင်းတွေနဲ့အဝေးကွင်းနောက်ဆုံး22ပွဲမှာလီဗာပူးက3ပွဲပဲအနိုင်ရထားပါတယ်အထူးသဖြင့်2025ဖေဖော်ဝါရီလက Man City ကိုနိုင်ပြီးကတည်းကနောက်ဆုံးဒါအသင်းကြီးတွေနဲ့တွေ့ဆုံထားတဲ့9ပွဲမှာ6ပွဲအထိကိုရှုံးနိမ့်ထားပါတယ်ဒါဘီပွဲတိုင်းမှာ PR တွေရှိနေပေမဲ့ဒါလာမဲ့တနင်္ဂနွေနေ့ပွဲက Hay Dickinson Stadium ဒါကွင်းသစ်မှာပထမဆုံးကစားမဲ့ Merseyside Derby ပွဲဖြစ်လို့ဒါပို့ပြီးတော့လဲ PR တွေရှိနေပါတယ်အရင်က Goodison Park ရဲ့နောက်ဆုံး Derby မှာ Tarkowski ရဲ့နောက်ကျ volley ဂိုးကြောင့်ဒါ2ဂိုးစီတည်ကြခဲ့တယ်လို့မျိုး David Moyes ရဲ့အသင်းကကွင်းသစ်မှာလဲတမိုင်းကောင်းအောင်စတင်နိုင်ဖို့အတွက်စူးစမ်းလာမှာသိကြပါတယ်ဒီကွင်းကလီဗာပူးအသင်း Premier League မှာကစားမှုတဲ့62ကွင်းမြောက်ကွင်းဖြစ်လာမှာဖြစ်ပြီးတော့အကယ်၍နိုင်ခဲ့မယ်ဆိုရင်ဒါမတူညီတဲ့ကွင်းပေါင်း60မှာအနိုင်ရတဲ့ပထမဆုံး Premier League အသင်းဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ရှုံးခဲ့ရင်တော့ဒီယာဒီမှာ10ပွဲမြောက်ရှုံးပွဲဖြစ်သွားမှာဖြစ်ပြီးတော့ဒါက2014-15ဘောလုံးရာသီနောက်ပိုင်းပထမဆုံးအကြိမ်10ပွဲနဲ့အထက်ရှုံးနေတာဖြစ်သွားပါလိမ့်မယ်ဒါအပြင်2016-19က Leicester City ဒါ18ပွဲဒါ Premier League မှာရှုံးတဲ့နောက်ပိုင်းရှုံးပွဲအများဆုံးလက်ရှိချန်ပီယံအသင်းဖြစ်လာပါလိမ့်မယ် Everton ဘက်ကနိုင်ခဲ့မယ်ဆိုရင်တော့2020-21နီးပြအန်ဆယ်လော့တီရဲ့ Everton အသင်းနောက်ပိုင်းပထမဆုံးချိန်ရမှတ်90ပြည့်တဲ့ဘောလုံးရာသီဖြစ်လာမှာပါ Everton ကကွင်းသစ်ရဲ့18ပွဲမြောက်မှာ3ပွဲစတိုက်အိမ်ကွင်းနိုင်ပွဲရဖို့ကြိုးစားနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ match လက Chelsea ကို3ဂိုးမရှိနဲ့နိုင်ခဲ့တာကဒါကွင်းသစ်ရဲ့အကောင်းဆုံးခြေစွမ်းဖြစ်ပြီးတော့ David Moyes ကအဲ့ဒီခြေစွမ်းမျိုးကိုထပ်မြင်ကျင်နေပါတယ်စနေနေ့မှာ Everton တို့ရဲ့အနီးနားကဒါအသင်းတွေဖြစ်တဲ့ Brentford, Fulham, Chelsea နဲ့ Brighton တို့ကစားဖို့ရှိနေတာကြောင့်ပွဲမစခင်မှာတင်ဥရောပဝင်ခွင့်အခြေအနေကိုတည်ထားပြီးဖြစ်ပါလိမ့်မယ်အဆင့်9အတွင်းဝင်နိုင်ရင်ဥရောပဝင်ခွင့်အတွက်တေချာတလောက်ရှိနေပြီး
လက်ရှိမှာတော့ Everton ကအဆင့်9ဝင်ဖို့34ရာခိုင်နှုန်းရှိပြီးတော့လီဗာပူးကအဆင့်5အတွင်းဝင်ဖို့69ရာခိုင်နှုန်းရှိနေပါတယ်။ Everton ပရိသတ်တွေကယုံကြည်မှုရှိနေပေမဲ့လီဗာပူးမှာတော့ကမ္ဘာအဆင့်ကစားသမားတွေရှိနေစေဖြစ်လို့တိတ်ပြီးတော့မလွယ်လာပါဘူး။စက်တင်ဘာလကအန်ဖီမှာလီဗာပူးတို့အနိုင်ရရှိတော့ကဟူဂိုအီကီတီကေကEverton ဘက်ကိုဂိုးသွင်းနိုင်ခဲ့ပေမဲ့အခုတော့သူကဒဏ်ရာကြောင့်နားနေရပါတယ်။ဒါကြောင့်ဒဏ်ရာကပြန်လာတဲ့အီဆက်ပဲဒီပွဲမှာတိုက်စစ်မှာဥဆောင်လာဖို့ရှိနေပါတယ်။အီဆက်က Everton နဲ့9ပွဲမှာတကူပဲသွင်းထားနိုင်သေးပေမဲ့ဒီယာဒီကိုအောင်မြင်မြင်အဆုံးသတ်ဖို့ဒါဘီဂိုးတကူကသူ့အတွက်အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်။ဒါ့အပြင်ယာဒီအကုန်ထွက်ခွာတော့မဲ့မိုဟာမက်ဆာလာကလည်းသူ့ရဲ့နောက်ဆုံးဒါဘီပွဲမှာခြေစွမ်းပြချင်နေမှာပါ။ဂိုးဖန်တီးမှုမှာတော့ Florian Wirtz ကိုအားကိုးရမှာဖြစ်ပြီးတော့သူက Bruno Fernandes 85ချိန်ပြီးရင် Open Play ကနေအခွင့်အရေးအများဆုံးဖန်တီးနိုင်တဲ့ကစားသမားဖြစ်ပါတယ်။သူက2018ကဆာလာပြီးရင်ပထမဆုံးဘောလုံးရာသီမှာတင်အခွင့်အရေး90ကျော်ဖန်တီးနိုင်တဲ့ပထမဆုံးကစားသမားလည်းဖြစ်လာပါတယ်။ Everton ဘက်မှာတော့တိုက်စစ်မူပီတိုကအထူးခြေစွမ်းပြနေပြီးတော့နောက်ဆုံး9ပွဲမှာ၄ဂိုးသွင်းတဂိုးဖန်တီးတဲ့အထိခြေစွမ်းပြထားတာပါ။သူကချက်စီးနဲ့ပွဲမှာ2ဂိုးသွင်းထားသလိုဂိုဒဆင်ကနောက်ဆုံးဒါဘီမှာလည်းလီဗာပူးဘက်ကိုဂိုးသွင်းထားတဲ့တိုက်စစ်မှုဖြစ်ပါတယ်။ Everton နဲ့လီဗာပူးတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကိုချက်လောက်ကြည့်ကြပါမယ်။ Everton ကလီဗာပူးနဲ့နောက်ဆုံးကစားခဲ့တဲ့ Premier League အိမ်ကွင်း14ပွဲမှာတပွဲပဲနိုင်ထားပါတယ်။နောက်ဆုံးနိုင်ပွဲက2024 April တုန်းကဖြစ်ပါတယ်။လီဗာပူးက2016-17ဂျာကာလာအတွင်းဒီနောက်ပိုင်းမှာဒါဘီကို3ပွဲစတိုက်နိုင်ထားခြင်းမရှိသေးပါဘူး။ Everton အနေနဲ့လီဗာပူးနဲ့တွေ့ဆုံတိုင်းဒါဘီပွဲစဉ်ဖြစ်ပေမဲ့သူကအမြဲတမ်းအောက်အသင်းဖြစ်နေကျွန်တော်တို့အများနဲ့မြင်တွေ့ရလေးရှိပါတယ်။ Everton အသင်းက1992ကနေ69ကြားမှာလီဗာပူးဘက်ကို6ပွဲအနိုင်ရရှိခဲ့ပေမဲ့2000ပြည့်နှစ်နောက်ပိုင်း52ပွဲမှာတော့9ပွဲပဲလီဗာပူးဘက်ကိုအနိုင်ရရှိပါတော့တယ်။ဒါပေမဲ့အခုချိန်မှာတော့လီဗာပူးကခြေစွမ်းကျနေချိန်ဖြစ်ပြီးတော့ Everton ကသူ့အတိုင်းအတာနဲ့သူခြေစွမ်းအမြင့်ဆုံးကိုရောက်ရှိနေလို့ပြောလို့ရပါတယ်။ဒါကြောင့်ဒီပွဲမှာဘယ်အသင်းကအောက်အသင်းလဲဆိုတာပြောခက်ပါတယ်ဒီပွဲစဉ်မှာနှစ်သင်းစလုံးကအနိုင်ရရှိသွားနိုင်ခြေရှိပြီးတော့သူတို့နှစ်သင်းကြားမှာတိတ်ပြီးတော့လည်းကွာဟချက်တွေမရှိတာကြောင့်ဒီပွဲကတေပွဲတစ်ပွဲဒါမှမဟုတ်Everton အသင်းကအနိုင်ရရှိသွားနိုင်ခြေပိုများတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်ဘရိုအနေနဲ့ရောဘယ်လိုသုံးသပ်မိပါသလဲကွန်မန့်မှာဝင်အောင်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းထပ်မံဆုံးနေနိုင်ဖို့ like follow subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာWe bring the heat now, bow, bow. That's the name, bow, bow. Join the game, bow, bow.